ဒီမှာဆိုရင်2012ခုရဲ့စုစုပေါင်းတန်ဖိုးလိုချင်တာဆိုရင်ဖြစ်တဲ့ကျွန်တော်တို့ equal ဒီဟာနဲ့ဒါနဲ့ပေါင်းမယ်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 ပြီးရင်ကျွန်တော်တို့က enter ခောက်ချလိုက်မယ်ဒါဆိုရင်အဖြေထွက်လာပြီဟုတ်ပြီဒါဆိုကျွန်တော်နောက်ကွက်တွေဆက်မထွက်တော့ဘူးသူ့ကို select လုပ်မယ်ပြီးရင် free hand နဲ့ဒီနဲ့ဆွဲလိုက်မယ်ဒါဆိုရင်နောက်ကွက်တွေပါကုန်မှပြီစစ်စရာမလိုဒီကွက်တစ်ကွက်မှန်တယ်ဆိုရင်ကျန်တဲ့ဟာတွေကုန်မှန်တယ်တကယ်လို့ဒီကွက်ကမှားသွားရဆိုရင်တော့အကုန်လုံးမှားသွားမှာပေါ့နော်ဒါဆိုရင်စုစုပေါင်းတန်ဖိုးတွေပေါင်းပြီးသွားပြီဒါမှဆိုလို့ရှိရင် amount တွက်ကြည့်အောင်ဒီမှာဆိုရင်တန်ဖိုးရှိတယ်အရေးတွက်ရှိတယ်အဲဒါကျွန်တော်တို့နှစ်ခုမြောက်လိုက်ရင်တို့တန်ဖိုးရလာမယ် equal ရပြီနောက်တစ်ခုပဲတွက်မယ်ကျန်တဲ့ဟာဆွဲချမယ်နော်ဒါဆိုသူအဖြေတန်းတွက်ပြီးသားဖြစ်သွားမယ်မတူတဲ့တွက်မယ်ဟုတ်ပြီတစ်ခုပဲတွက်မယ်နောက်တော့ဆွဲချမယ်ဟုတ်နော်နောက်တစ်ခုတွက်မယ်ဟုတ်ဒါlever 1အလုပ်စင်းတဲ့နာရီဒါတနာရီကိုသူ့ကိုပေးတဲ့နှုန်းဟုတ်နော်ဒါဆိုရင်သူရမယ့်အမောင်းကဘယ်လောက်ဖြစ်မလဲဆိုရင်ကျွန်တော်တို့ကတွက်ကြည့်မယ် equal သူ့လုံစင်းတဲ့နာရီရဲ့သူ့ရဲ့တနာရီပေးတဲ့နှုန်းရဲ့တော့မြောက်လိုက်မယ်ဒါဆိုရင်သူရမယ့်တန်ဖိုးရလာမယ်ဟုတ်နော်ဒါဆိုရင်သူကုံဆွဲချမယ်ကျွန်တော်တို့မတွက်တော့ရပြီနော်ပြီးရင်ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့တန်ကြီးဖြတ်တဲ့ဟာတွေရှိတယ်နော်တယောက်ချင်းစီမှာတန်ကြီးဖြတ်တဲ့တန်ဖိုးတွေရှိတယ်အဲဒါကျွန်တော်တို့ကသူ့ရဲ့အသက်တင်ရမယ့်တန်ဖိုးပေါ့နော်အဲဆိုကျွန်တော်တို့က equal ဒီပေးထားတဲ့တန်ဖိုးတွေကနေပြီးတော့ကျွန်တော်တို့ကတန်ကြီးဖြတ်တဲ့တန်ဖိုးတွေနှုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အသက်တင်တန်ဖိုးရမယ်နော်ဟုတ်ဆွဲကြမယ်ရပြီနော်ဒီမှာဆိုရင်တစ်ခုတက်မယ်ဒါက lever 1အလုပ်ဆင်းတဲ့နာရီသူ့တနာရီပေးတဲ့နှုန်းဟုတ်ပြီနော်ဒါဆိုရင်သူ overnight ဆင်းတဲ့နာရီသူ overnight ပေးတဲ့နှုန်းပြီးရင်သူခရီးစရိတ်တွေရမယ်ပြီးရင်သူချိန်နောက်ကျလို့ဖြတ်တဲ့တန်ဖိုးတွေရှိမယ်ဟုတ်နော်အဲဆိုတော့တွက်ကြည့်အောင်ဟုတ်ပြီနောက်တို့ရမယ့်ဟာတွေရင်တွက်လိုက်မယ်ဟုတ်နော်နောက်တို့သူဆင်းတဲ့လုံးနာရီကတစ်ကောင်ရှိမယ်ပြီးရင်သူရဲ့တနာရီတန်ဖိုးကဒီလောက်ရှိမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်နောက်ထပ်ဘာတွေထပ်ရအောင်လဲအဲသူရဲ့ဒါဆိုရင်သူရဲ့တနာရီလုံစင်းတဲ့တန်ဖိုးနဲ့သူရဲ့လုံစုစုပေါင်းဆင်းထားတဲ့ဟာတွေအတွက်သူရဲ့လောအားကရလာပြီဟုတ်နော်ပြီးရင်ကျွန်တော်တို့ဘာတွေထပ်ရအောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ပေါင်းမယ်သူရဲ့ overtime ရအောင်မယ် overtime ချင်းဆင်းတဲ့ချိန်က10နာရီသူရဲ့တနာရီလောက300ဟုတ်နော်ဟုတ်ဒါဆိုကျွန်တော်တို့ရမယ်ဟာပါပြီပြီးရင်နောက်တော့ကျွန်တော်တို့ထပ်ပေါင်းမယ်သူရဲ့ခီးစိတ်ကဒီကောင်ရှိမယ်ဟုတ်နော်ဒါကျွန်တော်တို့ရမယ်ဟာတွေဟုတ်နော်ရမယ်ဟာတွေကိုကျွန်တော်တို့ရပြီးသွားပြီပြီးရင်ကျွန်တော်တို့ပြန်ပေးရမယ်ဟာပေါ့နော်ပြန်ပေးရမှာဆိုတော့ကျွန်တော်တို့ကသူဝင်စားကွန်ပျူတာမှာထည့်မယ်ပြီးရင်တော့သူကနေနှုတ်မယ်။ဘာနှုတ်မလဲဆိုလို့ရှိရင်သူနောက်ကျတဲ့နာရီရဲ့တန်ကြီးဖြတ်တဲ့နှုန်းရောကျွန်တော်မြောက်လိုက်မယ်။ဒါဆိုရင်သူရမယ့်ပမာဏထွက်လာပြီ။ဟုတ်နော်။နောက်ဆဲကွက်တိုင်ကိုကျွန်တော်အဲ့တိုင်းလိုက်တော့နေကျွန်တော်တို့ data တွေအများကြီး handle လုပ်တဲ့အချိန်မှာကျွန်တော်ပြီးမှမဟုတ်တော့ဒါကျွန်တော်တစ်ခွက်ကိုပဲတက်မယ်ပြီးရင်ကျွန်တော်တို့ free hand နဲ့ဆွဲချမယ်။ဒါဆိုရင်သူရမယ့်အမောင်ရလာမယ်ပေါ့နော်။သူရမယ့် salary ပမာဏပေါ့။ဒီမှာဆိုရင်ကျောင်းသားတွေအမှတ်တွေပေါ့နော်တစ်ချက်ကြည့်ကြသူရဲ့စုစုပေါင်းမှတ်ကဘယ်လောက်ရလဲဆိုရင်ညီမချင်းမြန်မာစာရေးအင်္ဂလိပ်စာသင်္ချာ physics chemistry ဘိုင်းဟုတ်နော်ဒါသူရဲ့စုစုပေါင်းတာပေါ့နော်ပြီးနောက်တော့ပြန်မျှအမှတ်လို့ခြင်းတယ်ဟုတ်နော်တဘာသာချင်းတွေပြန်မျှလို့ခြင်းကျွန်တော်တို့ကလို့လဲဆိုရင်စုစုပေါင်းကိုတည်ပြီးတော့အရေးတွက်နဲ့စာမယ်ဟုတ်နော်ကျွန်တော်တို့ညီမချင်းစုစုပေါင်းတန်ဖိုးကဒီကောင်သူကကျွန်တော်တို့အရေးတွက်နဲ့စမယ်ဆိုတော့ slash ရေတွက်ကဘယ်နှခုရှိလဲ1ခု2ခု3ခု4ခု5ခု6ခုနော်6ဘာသာရှိရဲ့သူကို6နဲ့စမယ်သူကတဘာသာကို89မှတ်ကြော်ရတယ်ဟုတ်နော်အဲဒါကျွန်တော်တို့တရားကိုတွက်ပြီးဆိုရင်ကျန်တာတွေတွက်ဆက်မလို့ free hand နဲ့ဆွဲချမယ်ဟုတ်နော်ဒါဆိုရင်အကုန်လုံးတွက်ပြီးသားဖြစ်သွားမယ်ဟုတ်ပြီကြည့်အောင်
ဒီမှာဆိုလို့ရှိရင် somewhere ဖြည့်တဲ့အခန်းပေါ့နော်ဒီမှာအခန်း number တွေရှိမယ်ပြီးရင်သူရဲ့ somewhere မျိုးစားရရှိမယ်ပြီးရင် somewhere ဝင်ရွေး fees တွေရှိမယ်ပြီးရင်သူရဲ့ service charge တွေကောက်တာရှိမယ်ကျွန်တော်တို့ဘယ်လောက်ရမလဲပေါ့နော်ညာဆက်တွက်ကြည့်အောင်ကျွန်တော်တို့ဒီမှာဒီကောင်တွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဝင်ကြီးက4သိန်းခွဲရှိပါတယ်သူရဲ့ service fee က40ရာခိုင်နှုန်းရှိပါတယ်အဲကြောင့်သူကို service charge ဘယ်လောက်ကြမလဲဆိုတာရင်တွက်ကြည့်အောင်ဟုတ်နော်အဲဒါ equal တန်ဖိုးရဲ့40ရာခိုင်နှုန်းလိုချင်တဲ့အတွက်ကျွန်တော်တို့က40ရာခိုင်နှုန်းနဲ့မြှောက်ပါမယ်မင်းအနာခေါက်ချနိုင်မယ်ဒါဆိုရင်ဖြည့်ရတယ်နော်သူ့အတွက်40ရာခိုင်နှုန်းဒီလောက်ရှိပါမယ်ဟုတ်ပြီကျွန်တော်တို့ဘယ်လောက်ရမလဲဆိုရင် entry fee ရဲ့ service charge ရဲ့နှစ်ခုပေါင်းပြီးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က equal ကျောင်းနဲ့ကိုပေါင်းလိုက်နော်ဒါဆိုရင်ကျွန်တော်တို့ကဆွဲချလိုက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကအဖြေတန်းရသွားပြီဟုတ်နော်အဲ့လိုဆွဲချတာဘာလို့ဖြေရလဲဆိုရင်ကျွန်တော်တို့ဘာကိုကြောင်းလဲဆိုလို့ရှိရင် cell reference ကိုသုံးထားလို့ပါ cell reference လဲဆိုရင်ကျွန်တော်တို့က related cell reference ကိုသုံးထားတာဖြစ်ပါတယ် cell reference မှာ related cell reference ရှိတယ် absolute cell reference ဆိုတာရှိတယ်ဟုတ်နော် related cell reference ဆိုတာကကျွန်တော်တို့တွက်ချက်လိုက်တဲ့ cell ကွက်နဲ့ဆက်ဆက်နေတဲ့ cell ကွက်တွေကိုလိုက်ပြီးတော့ယူပေးတာကို related cell reference လို့ခေါ်ပါတယ်ဥပမာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က F နော် F46 ကိုလိုချင်တဲ့အတွက်ကျွန်တော်က D46 နဲ့ E46 နဲ့ပေါင်းပြရဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် F47 ကိုလိုချင်လို့ရှိရင် D47 နဲ့ E47 ကိုပေါင်းတာဖြစ်ပါတယ်ဒီမှာနော်ဒီ formula ဘာကိုတစ်ချက်ကြည့်ပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က F48 ပါလို့ဆိုလို့ရှိရင် D48 နဲ့ E48 နဲ့ဟုတ်နော်ကျွန်တော်တို့တွက်ချက်လိုက်တဲ့ cell ကွက်နဲ့မူတည်ပြီးတော့တခြား cell တွေကိုလိုက်ပြီးပြောင်းပြတော့ကျွန်တော်တို့ cell reference related cell reference လို့ခေါ်ပါတယ် cell reference မှာနောက်ထပ် absolute cell reference ဆိုတာရှိပါတယ်ဟုတ်နော် cell reference ရဲ့ပုံစံကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် A ဆိုလို့ရှိရင် A5 ဟုတ်နော်ဒီမှာ D ဆိုလို့ရှိရင် D47 နော်ကဏ္ဍလေးနဲ့ကျွန်တော်တို့ letter လေးနဲ့ပါတယ်47ဆိုတာက row heading မှာ D ဆိုတာက column heading မှာဒါဆိုရင် D column row number 47မှာဟုတ်နော်ဒီမှာတစ်ခုကြည့်ကြည့်အောင်ဒီမှာကျွန်တော်တို့ absolute cell reference ကိုသုံးကြည့်မယ်ဟုတ်နော်ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ net income ကိုတစ်ခါတန်းတော့မယ်သူ့ရဲ့ service charge က 40% ဟုတ်နော်ဒီမှာဆိုရင်ကျွန်တော်တို့က 40% ဆိုတော့ရေးထည့်ပြီးတော့တွက်ရတယ်ဟုတ်နော်တကယ်လို့ကျွန်တော်တို့က service charge fee တွေပြောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာတစ်ခုချင်းလိုက်ပြောင်းရတော့မှာစင်မပြေဘူးဟုတ်နော်ဒါကျွန်တော်တို့က service charge ကိုဒီမှာ10ခွက်ထဲမှာ 40% ဆိုပြီးတော့ယူထားလိုက်တယ်ဟုတ်နော်အဲ့တော့ကျွန်တော်တို့ကမြင်ချင်းservice charge 40% ရဖို့အတွက်ကျွန်တော်တို့ကဒီက entry fee နဲ့ကျွန်တော်တို့ဘာနဲ့မြောက်လဲဆိုရင်ဒီ 40% နဲ့မြောက်မယ်ဟုတ်နော်ပြီးရင်ကျွန်တော်တို့ဝင်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့ပေါင်းလဲဆိုရင်ဒါဆိုရင်ကျွန်တော်တို့က entry fee ရဲ့ service charge မြောက်လိုက်တဲ့အတွက်ကျွန်တော်တို့ကဘာရလဲဆိုရင် service charge ရလာတယ်ဟုတ်နော်ပြီးရင်ကျွန်တော်တို့ service charge ရဲ့ကျွန်တော်တို့ဘာရောရအောင်လဲဆိုလို့ရှိရင် entry fee ရောကျွန်တော်တို့ရမှာဟုတ်နော်ဒါဆိုရင်ကျွန်တော်တို့အန်ဒါခေါက်ချနိုင်မယ်ဒါဆိုရင်6သိန်း3000ပါဒီမှာ6သိန်း3000အဖြည့်ချင်းတူတယ်နော်တူတယ်နော်ဒီမှာအဖြည့်ချင်းတူတယ်ဟုတ်ပြီအဲဆိုရင်ဒီမှာကျွန်တော်တို့စွဲချကြည့်အောင်ရှေ့မှာလို့အဖြည့်ရသေးလားလို့ရလားဆိုတော့မရဘူးเนาะမှားတယ်ဒီမှာဆိုရင်အဖြည့်တွေမှားတယ်ဒီမှာ6သိန်း3000တစ်ခုတော့မှန်သွားတယ်ဒီမှာ9သိန်းဒီမှာအဖြည့်ရမလားဒီမှာ9သိန်း8000ဆိုအဖြည့်ရမလားမှားတယ်ဘာလို့မှားလဲဆိုတော့သူရဲ့ cell reference ကြောင့်မှားတာနော်ဒီမှာဘာကိုသုံးထားလဲဆိုလို့ရှိရင်ဒီမှာဒီ D54 ဆိုတဲ့ cell ကိုသုံးထားတယ်နော်ဒီအောက်ကိုဆွဲချလိုက်ခြင်းမှာဒီ 54 ကနေပြီးတော့55ရောက်သွားတယ်ဒီအောက်ကိုတစ်ကွက်ဆင်းလိုက်ရင်သူကလည်းနောက်တစ်ကွက်လိုက်ဆင်းမယ်ဒီတစ်ကွက်ဆင်းရင်သူလည်းတစ်ကွက်လိုက်ဆင်းမယ်ဟုတ်နော်ဒီတစ်ကွက်ဆင်းသူလည်းတစ်ကွက်လိုက်ဆင်းမယ်အဲကြောင့်သူအဖြေရမရတာအဲဘာကြောင့်လဲဆိုရင်ကျွန်တော်တို့က related cell reference ကိုသုံးထားလို့ဟုတ်နော်ကျွန်တော်တို့ absolute cell reference ကိုသုံးမယ်ဟုတ်နော်အဲဆိုကျွန်တော်တို့ပြန်ပြလိုက်မယ် absolute cell reference ကိုသုံးတော့ဆိုရင်ကျွန်တော် equal ဝင်စားကျွန်တော်တို့ service charge 40% ရအောင်အတွက် entry fee ရဲ့ကျွန်တော်တို့က service charge ကိုမြှောက်လိုက်မယ်ကျွန်တော်တို့က absolute cell reference ကိုသုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က F4 ကိုတစ်ချက်နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်
F53 ရဲ့ရှေ့မှာ F ရဲ့ရှေ့မှာလည်းဒေါ်လာဆိုင်နေပါလာမယ်53ရဲ့ရှေ့မှာလည်းဒေါ်လာဆိုင်နေပါလာမယ်ဒါဆိုရင်ကျွန်တော်တို့က absolute self reference လို့ခေါ်တယ်ဟုတ်နော်လို့ comment လိုက်မယ်ပြီးရင်အဲ့တော့ about ဒီကောင်နဲ့ပါမယ်ဟုတ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဆွဲကြရအောင်နော်အဖြစ်မှန်လားကြည့်ကြည့်မယ်6သိန်း3000မှန်တယ်နော်9သိန်း9သိန်း8000 12သိန်း6000 16သိန်း8000မှန်တယ်နော်အဖြစ်တွေအကုန်တူတူပဲနော်ဒီကောင်နဲ့အဖြစ်ရတူတူပဲခုဘာလို့မှန်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့က formula ထဲမှာတစ်ချက်ကြည့်ကြည့်လိုက်မယ်ဒီမှာ F53 ရဲ့ရှေ့မှာကျွန်တော်ဒေါ်လာ sign တွေရောခံထားတယ်ဟုတ်နော်အဲကြောင့်ကျွန်တော်တို့ကဒီကောင်ကို free အနေနဲ့ဆွဲချလိုက်ပြီးမဲ့ဒီ F53 ကမပြောင်းဘူးနောက်တစ်ခုကြည့် F က53ပဲဟုတ်နော်ရနော်အဲကြောင့်ကျွန်တော်တို့က self reference မှာ relative self reference နဲ့ absolute self reference ဆိုပြီးရှိတယ် relative self reference ဆိုရင်ဒီတိုင်း column heading နဲ့ row heading နဲ့နော် cell number လေးပေါ်လာမယ် absolute self reference မှာကျတော့ဒီ row heading နဲ့ column heading တွေရှိမှဒေါ်လာ sign တွေပါလာမယ်ဒါဆိုရင်သူကတို့ formula တွေဆွဲချလဲသူကပါမလာဘူးသူ excel တန်ဖိုးပဲအတိအကျရှိနေတာသူကို absolute self reference လို့ခေါ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေ့ကကျွန်တော်တို့ operator တွေနဲ့တွက်ချက်တာတွေလုပ်လို့ပြီးသွားပြီဟုတ်နော်ပေါင်းနှုတ်မြောက်စားကောင်းပြီးသွားပြီနော်နောက်နေ့မှာကျွန်တော်တို့ function တွေကိုဆက်ပြီးသွားပါမယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်